ကဲဒီပြန်တို့ပေး နေရလေပတ်စံနဲ့ပတ်တဲ့လေကိုကျစားတရားကောမရှိ မိုင်းပါမတော့ဘူး နေပြန်တို့မပေးနိုင်ဆိုနောက်နေ့ကျရင်တပန်းချင်းစီပြောင်းသွားမှာနော်စဉ်းစား ကျေလာကြတော့ဘန်ဒီကတော်ဒီငကမောက်တီကြောင်ချာပြီးကြောင်ချတော့ဒီမပါဘူး ငါလည်းမပါလာနေလေအော်နေ ဝဲမဝင်တော့ ဒီနေ့မှချစ်သူဖြစ်တာလေချက်ချင်းရတော့ဟိုမတင်တော့ဘူးလားလို့ ဘာပြောနေရလဲ ဘာမှလည်းမဝဲရသေးဘူးဒီမှာဝဲစေးကြီးတယ် ဟာဦးလေးနဲ့ချိန်ထားသေးတယ် ဒီမှာဦးလေးနဲ့ချိန်ထားတယ် ငါမနဲ့ပဲ ငါပစ္စည်းတွေမှားသွားပြီအဲ့ကောင်မလေးဘာမှလည်းအခုပြော ။အော်ဒါမကုတ်တူမကူမေးရောပေါ့ အဲ့ဒါငါဖောက်တယ် ။ဟုတ်တယ်တော့ तू ကဘာရောက်တာ ဆရာခင်ဗျာဗျာနှင်းကင်းကြောင်တော်ကြီးနဲ့မူးယူနေ ကျွန်တော်ဂျပန်ပြန်လာတာဂျပန်ရဲ့ရာသီဥတုနဲ့လိုက်ဖက်တဲ့မျက်နှာလေးဖြစ်နေတာလေကိုဂျီကီ ဘာလဲနိုင်မင်းထော ကိုဂျီကီဆိုဂျပန်လို့တောင်းစားလို့ဆဲ အမေနည်းနည်းများနေပြီနော်အဖေရိုးရိုး အေးမိန်းမတို့သာသစ္စာပြက်ပြက်ပဲဖဲတို့ဘယ်တော့မှသစ္စာမပြက်ဘူး တခေါတခေါဖေးတခေါဖေးတခေါ မိကိုနဲ့ချောင်းလာရောက်တယ်မမ ဒီကငါ့မှာဖဲမြိုင်နေငါပြောထားတယ်ဒီအမတ်မရှိဘူးလား နင်ကမိန်းမမလို့တော့ငါကြည့်နေတာ ဒီပစ္စကငါမိန်းမလို့ဘယ်တော့မှမပြောနဲ့ ပြောငါချောင်းကြီးငါချောင်းကြီး ကိုကလည်းရုပ်ချောပြီးတော့တီကြီးခံရပြီမယ်ရင်မတော့မပန်းဘူးပါဘူးဒီရင်ကလက်နဲ့ဖြစ်နေ ။ဖြစ်တော့မင်းလည်းပြောင်းမြန်ကွာ အိမ်ထဲမှာဟိုတောင်းစားအင်ကြီးရှိလဲထားလိုက် ။တောင်းလိုက်တော်ပါမလား ဘာလို့မတော်မှာလဲနေရလဲမစွတ်ရသေးဘူးမတော်တာအရင်နေနဲ့ငမိုးနေတဆိုင်သေးတယ်နည်းနည်းလေးပဲပို့ရှိလားစွတ် ဖြစ်နေတဲ့ကောင်မနေရှာရှိတော့လား ရေကျေးဆွဲကုန်ဟုတ်တယ်နေကြတော့ဖြစ်နေတာဗောဒါကရှင်းလိုက်တာ ဘာလို့ပြောနေရလဲဘာလို့ပြောနေရလဲ နိုင်မင်းတို့ခိုးလာတဲ့ကောင်မဆိုတာနင်းလားကိုကိုခလို့ပြောနေတာဒီနေ့ဖိုင်ဝါဆွဲတဲ့ဖွဲလုံးနဲ့တယောက်ဆွဲတယ် ဒါဆိုကျုံး နောက်နောက် ဦးလေးကားပြက်တယ်ဆိုဖင်းသားတော့ပြက်တာ ဘရိတ်ပြက်တာနေမှာဗော ဟမ်